ကဘာမြေကိုအုပ်စိုးဖို့မလောက်ကြနေကိုွယ်ရတော့ရှာထားခဲ့တဲ့ဒီအသက်တွေသုံးဝင်မေမဲ့ပဲသူမမသုံးမေအတောင်လက်ပြေးပြီးကမှကောင်းကင်လိုက်စမရလို့မပြန်နိုင်တဲ့ငှက်ကလေးလို့တို့များရဲ့ဘဝဟာလေးတကယ်လို့မနေရမရှိတဲ့ကဲလို့ငယ်ချကြရီစေတမ်းကြလို့ဇန်နေရတဲ့လူတွေတော့အိမ်ပိုင်ကိုယ်ပိုင်ကားနဲ့သတိပြနေဝေရတော့သူတို့တွေစီပြန်သွားပြီကားဒရိုင်ဝါဝင်ကလို့ဖို့ကိမေ